မတိခင်တေသွားတဲ့ One Piece theory များဒီနေ့ပြောမယ့် theory က ဘယ်က short fruit ကိုစားထားမှာမဟုတ်ဘဲနဲ့ One Piece ရဲ့အားအပြင်းဆုံး devil fruit တစ်ခုဖြစ်တဲ့ကန်ကောင်းခြင်းတွေကိုတည်ဆောင်တဲ့ luck fruit ကိုစားထားဖြစ်ဖို့များပါတယ်ဒီ fruit ရဲ့ ability ကကြာ scale လုံးဝမလို့ haki လည်းမလို့ iju လည်းမလို့ story ကသူ့ဘက်သူလိုလိုနေရင်ကိုသူ့အတွက်အကောင်းနေဖြစ်ပေးနေရဆိုကျွန်တော်ရဲ့ theory ကအဲ့လိုယူဆလို့ရပါတယ်အဲ့ဒါကြောင့် Roger ရဲ့ crew ထဲမှာပါခဲ့တဲ့အခုထိလည်း haki ကတစ်စက်မှလည်းမပြသေးဘူးပွဲရင်ဝင်ပြီဆိုရင်ဘယ်တော့ဖြစ်အနောက်ကပဲနေတယ်ဘယ်ပွဲမှလည်းကောင်းမပါဘူးဒါပေမဲ့သူက Yongo အခုချိန်မှာ Yongo တယောက်အဖြစ်ရက်တည်နိုင်ခဲ့တယ်ပို့ပြီးကြောက်ဖို့ကောင်းတာကကြာ Marine Force မှာလည်းအသက်ရှင်ခဲ့ Inferno ကလည်းလွတ်မြောက်ခဲ့ရ Cross Game မှာဆိုရင်လည်း World Greatest Swordsman နဲ့ Former Warlord တွေရဲ့တွေ့တောင်ကသူ့ရဲ့လက်အောက်မှာလှုပ်နေရတယ်။အဲကလည်း Becky ကို leader အနေနဲ့ထင်နေတယ်။ဒီ theory အရဆိုရင် Becky က strong ဖြစ်လို့မဟုတ်ဘဲနဲ့ universe တစ်ခုလုံး troll လုံးမဲ့ troll king တယောက်အနေနဲ့ယူဆလို့ရပါတယ်။ပြီးတော့ final one ရောက်ရင်လည်းအကုန်လုံး pirate king ဖြစ်ဖို့တိုက်နေတဲ့အချိန်မှာကြာတယ် Becky ကအနားမှာရက်နေပြီးတော့တိုက်တဲ့ကိုခိုးယူသွားဖို့အတွက်ရှိနိုင်တယ်။မဟုတ်ဘူးဆိုရင် immune ရဲ့ထိုင်ကုန်ပေါ်မှာလည်းတက်ထိုင်ဖို့လည်းဖြစ်နိုင်ခြေရှိပါတယ်။အဲဒါတော့ကျွန်တော်ရဲ့ theory ပဲ။တကယ်လို့ bro တို့စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော် like and follow လေးလုပ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။